သွေးလွန်တုပ်ကွေးသည်အေဒစ်ချင်မှကူးစက်သောဗိုင်းရပ်စ်ကြောင့်ဖြစ်သည်သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများလူနာများတွင်အောက်ပါလက္ခဏာများရှိတတ်သည်တစ်တစ်ချိန်လုံးအဖျားကြီးပြီး2 ရက်မှ9 ရက်ကြာအောင်ဖြစ်တတ်သည်နှစ်ခေါင်းကိုက်ခြင်းခန္ဓာကိုယ်ကိုက်ခဲခြင်းမျက်လုံးနာခြင်းသုံးအစားအသောက်ပြည့်ခြင်းပြုတ်ခြင်းအော့အန်ခြင်းလေးအရေပြားတွင်သွေးထွက်ခြင်းသို့မဟုတ်တဖုံးသွေးထွက်ခြင်းများဖြစ်နိုင်ပါသည်ငါပြင်းထန်သောအခြေအနေမျိုးတွင်ဆေးရုံသို့ချက်ချင်းသွားရမည်အဖျားရှိလျင်တောက်သုံးနိုင်သောဆေးမှာပါရာစီတမောသာဖြစ်သည်ပြင်းထန်သောအကိုက်ခဲပျောက်ဆေးများမတောက်ပါနှင့်အေဒစ်ချင်များသည်ရေကန်များသို့မဟုတ်ရေမိန်သောအမိုက်များကဲ့သို့သောတန့်ရှင်းသောရေထဲတွင်၎င်းတို့၏ဥများကိုနှစ်သက်ကြသည်ထို့ကြောင့်ဟပေါ်နှင်ခေါ်နိယာမကိုအသုံးပြု၍အေဒစ်ချင်မျိုးပွားရန်အိမ်တိုင်းရှိကျွန်တော်တို့၏ညီအကိုမောင်နှမများအားလုံးကူညီကြပါရန်တောင်းဆိုအပ်ပါသည်အတိုင်းအတာဟပေါ်ပိတ်ရန်ချင်မဥများကိုကာကွယ်ရန်အိုးများနှင့်အပင်အိုးများကဲ့သို့သောရေအိုးများကိုတင်းတင်းကြပ်ကြပ်ပိတ်ပါလွတ်ပေးရန်ချင်ကြိုက်သည့်ငါးများဖြစ်သည့်ဒေါင်းငါးကဲ့သို့သောငါးများကိုအမြဲတမ်းရေလောင်ကန်ထဲသို့လွတ်ပေးပါချိန်ညှိခြင်းပတ်ဝန်းကျင်ကိုတန့်ရှင်းပြီးပွင့်လင်းမှုရှိစေရန်ပိုမိုကောင်းမွန်အောင်ပြုလုပ်ပြီးလေဝင်လေထွက်ကောင်းစေကာချင်များနားခိုရာနေရာမဖြစ်ပါစေနှင့်ပြောင်းလဲခြင်းချင်သားလောင်းများ၏လဲပတ်မှုကိုချိုးဖျက်ရန်အတွက်ပန်းအိုးများနှင့်ရေကန်များကဲ့သို့သောကွန်တိန်နာများရှိရေကို9 ရက်တစ်ကြိမ်ပြောင်းလဲပါအလေးအကျင့်ဤအစီအမံများကိုအလေးအကျင့်တစ်ခုဖြစ်လာသည့်အထိအဆက်မပြတ်လေ့ကျင့်ပါအတိုင်းအတာနှင်ခေါ် scrap အဲ့ဒီမှာကတ်နေတဲ့ချင်ဥတွေကိုဖယ်ရှားဖို့ရေပါဝင်တဲ့ဘူးကိုတေချာစွာပွတ်တိုက်ပေးပါပြီးလင်ဥများ6ပြီးတေစင်ရန်မြေကြီးပေါ်သို့ရေလောင်းပေးပါအရေးကြီးဆုံးကတော့ချင်ကိုက်မခံရအောင်ချင်ထောင်အောက်မှာဒါမှမဟုတ်ချင်မကိုက်တဲ့အခန်းတွေမှာအိတ်တက်ပါတယ်သွေးလွန်တုပ်ကွေးသည်အန္တရာယ်ရှိသောယောဂတစ်ခုဖြစ်တော်လဲကျွန်တော်တို့အားလုံးက၎င်းကိုကာကွယ်နိုင်ပါသည်ကျွန်တော်တို့၏ကိုယ်ပိုင်အိမ်များမှစတင်ပါချင်ပေါက်ဖွားမှုမှကာကွယ်ရန်နှင့်ပတ်ဝန်းကျင်ကိုစောင့်ကြည့်ကူညီပါအေဒစ်ချင်များကိုတစ်လုံးပြီးတစ်လုံးဖယ်ရှားခြင်းဖြင့်ရရွာတစ်ခုလုံးတွင်သွေးလွန်တုပ်ကွေးကိုကာကွယ်နိုင်ပါသည်ညီအကိုမောင်နှမများအားလုံးကျန်းမာချမ်းသာပြီးသွေးလွန်တုပ်ကွေးယောဂကင်းဝေးကြပါစေ